ပြိုင်ဘက်အသင်းရဲ့ပြင်းထန်လာတဲ့တိုက်စစ်ကိုတားဆီးဖို့အတွက်အသင်းသားတွေဟာလူတတိုင်းကြီးဖွဲ့ခဲ့ကြပေမဲ့ပြိုင်ဘက်ရဲ့တစ်ချက်တည်းသောပြင်းထန်တဲ့ကန်ချက်ကအဲ့ဒီတတိုင်းကိုစက္ကန့်ပိုင်းအတွင်းရိုက်ခွဲပစ်လိုက်တာပြကွင်းထဲမှာဂိုးသမားတစ်ယောက်တည်းပဲမမမတ်ကြံရစ်ခဲ့ပါတော့တယ်ဒါပေမဲ့ပြိုင်ဘက်ရဲ့ကန်ချက်တစ်ချက်တည်းနဲ့တင်ဂိုးသမားဟာနောက်ဖက်စီမီတာတော်တော်များများလွင့်ထွက်သွားခဲ့ရတာပေါ့ဒါပေမဲ့သူဟာလက်မလျှော့ပဲသူ့ရဲ့ခြေထောက်တွေကိုကွင်းထဲမှာလက်နက်ဆိုင်ဆိုင်ရိုက်ဆိုင်ပြီးပြိုင်ဘက်ရဲ့တိုက်စစ်လိုင်းတွေကိုကြံ့ကြံ့ခံတားဆီးခဲ့တာပါဒါကိုမြင်သွားတဲ့ပြိုင်ဘက်အသင်းဟာသူတို့ရဲ့အထူးတိုင်းကွက်ကိုထုတ်သုံးဖို့ဖန်တီးလိုက်ပါတော့တယ်သူတို့ဟာလေထဲမှာ68ကြိမ်တိုင်ကျွမ်းထိုးလှည့်ပတ်ပြီးအင်မတန်ပြင်းထန်စွမ်းအားကြီးတဲ့ကန်ချက်ကြီးကိုပစ်လွတ်လိုက်တာပြဂိုးသမားလည်းအစွမ်းကုန်စူးစမ်းကာကွယ်ခဲ့ပြီးပြင်းထန်စွာလက်ပတ်နေတဲ့ဘောလုံးကြောင့်သူ့ရဲ့ဝစ်စုံတွေပါစုပ်ပြတ်တက်သွားခဲ့ရပါတယ်သူဂိုးပေါက်ကိုအောင်မြင်စွာကာကွယ်နိုင်ခဲ့ပေမဲ့အားရင်ကုန်ခံပြီးမေးလဲသွားခဲ့ရတာပေါ့အသင်းမှာအရန်ကစားသမားမရှိတော့တာကြောင့်ဒိုင်လူကြီးကရှုံးနေကြောင်းကြေညာခါနီးမှာပဲကောင်းမလေးတယောက်ရှိကိုတက်လာခဲ့တာဗျဒါပေမဲ့ကွင်းထဲဝင်လာတာနဲ့တပြိုင်နက်သူမဟာလမ်းကြောင်းမှားသွားပြီးပြိုင်ဘက်ဂိုးပေါက်ရှိမှတွားရက်နေခဲ့တာပေါ့ဘောလုံးစတင်ကန်ချိန်မှာပဲဘောလုံးကိုပြိုင်ဘက်စီတက်တက်ကြီးကန်တင်ပေးလိုက်ပါသေးတယ်အသင်းသားတွေလည်းဒီပွဲတော့တေချာပေါက်ရှုံးပြီဆိုပြီးစိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့ကြတာပေါ့ဒါပေမဲ့နောက်ထပ်စက္ကန့်ပိုင်းကြာမှာတော့အဲ့ဒီကောင်မလေးဟာပန်းရှိပွင့်တိုင်းကွက်အမိုက်စားစတန်ကိုအားရပါရထုတ်သုံးလိုက်ပါတော့တယ်ပြိုင်ဘက်ရဲ့အပြင်းစားကန်ချက်ကြီးဒုံးကြီးလိုပြေးဝင်လာတာကိုသူမဟာဘာတန်ရမှမရပဲလက်ထဲမှာတက်တောင့်တက်တာလှည့်ပတ်ပြီးအသားလေးဖမ်းယူပြလိုက်တာပြအားလုံးပါဆက်အဟောင်းသားနဲ့နှင်းတက်သွားခဲ့ရပါတယ်ကောင်မလေးဟာအသင်းဖော်နဲ့လုံးချင်းစုံလိုက်ပြီးဘောလုံးကိုချက်ချင်းအကွက်ကြကြပေးပို့လိုက်တာပေါ့အသင်းဖော်ကလည်းလေထဲကိုအမြင့်ကြီးခုန်တက်ကအရှိန်ယူဖို့68ကြိမ်တိုင်လှည့်ပတ်ပြီးဘောလုံးကိုပြင်းထန်စွာကန်ထည့်လိုက်တာပြဘောလုံးဟာအဟုန်ပြင်းပြင်းနဲ့ပြိုင်ဘက်ဂိုးပေါက်စီဒုံးကြီးလိုပြေးဝင်သွားခဲ့ပြီးဂိုးပေါက်ကြီးဟာတစစီပျက်စီးသွားခဲ့ရတယ်လို့ပြိုင်ဘက်အသင်းသားအားလုံးလည်းအရှိန်ကြောင့်သတိလစ်မေ့မျောသွားခဲ့ရပါတော့တယ်ဗျာ